မိတ်ဆွေတို့ဟာစိန်ခံဟိုတယ်တစ်လုံးကိုစိတ်ကူးရင်လိုက်တဲ့အခါအပြစ်ဆိုဝယ်မရှိတဲ့ဝန်ဆောင်မှုလှပတဲ့ခန်းတွေနဲ့ကောင်းမွန်တဲ့အစားအစာတွေကိုမြင်အောင်မိမှာပါဒါပေမဲ့ဒီလိုစိန်ခံတဲ့ဆိုတဲ့အယူဆကိုဘယ်သူကစတင်တည်တင်ခဲ့လဲတင်တွင်းမိဘူးပါသလားသူ့နာမည်ကတော့ Caesar Rich ပါဟိုတယ်လုပ်ငန်းကိုတော်လန်ပြောင်းလဲခဲ့သူပါသူမတိုင်ခင်ကဟိုတယ်တွေဟာတဲကုတ်ကိုနေရာတက်တက်တာဖြစ်ခဲ့ပါတယ် Rich ကအရာအားလုံးကိုပြောင်းလဲခဲ့တယ်သူရေးခဲ့တဲ့ဆောင်မှုကတော့ The Customer is Never Wrong ဆိုတာပါပဲသူဟာစိန်ခံပစ္စည်းနဲ့တန်ရှင်းမှုကိုဦးစားပေးပြီးဟိုတယ်ခန်းတွေမှာတီးတန့်ရေချိုးခန်းကိုပထမဦးဆုံးထပ်သွင်းခဲ့တယ်နာမည်ကျော်စပိုမှုတူဖြစ်တဲ့ Escoffier နဲ့ပူးပေါင်းပြီးဟိုတယ်ကိုအိတ်ဆရာနေရာတစ်ခုထပ်ပို့တဲ့အကောင်းဆုံးစားစာတွေပါရနိုင်တဲ့နေရာတစ်ခုဖြစ်ဖန်တီးခဲ့ပါသေးတယ်ဒီလိုတီထွင်မှုတွေရဲ့အကျိုးသက်ရောက်မှုကဘာလဲဒီနေ့ခေတ်ကျွန်တော်တို့တွေ့နေရတဲ့ 5 star standard ဝန်ဆောင်မှုတိုင်းရဲ့အခြေခံအုံးမြဟာသူချမှတ်ခဲ့တဲ့စံနှုန်းတွေပါပဲသူဟာဧည့်သည်တွေရဲ့စိတ်ကြည်နမ်းမှုကိုသာမကသူတို့တောင်းဆိုခင်ကြိုတင်ဖြည့်ဆည်းပေးတဲ့ဝန်ဆောင်မှုပုံစံကိုပါဖန်တီးခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့နာမည် Rich ဟာစိန်ကြကြခမ်းနားထဲဝါခြင်း Rich ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ဖြစ်လာခဲ့ပါတယ်သူဟာဟိုတယ်တွေကိုတိစောက်ခဲ့တာမဟုတ်ပါဘူး hospitality ရဲ့အဓိပ္ပာယ်ကိုတိစောက်ခဲ့တာပါ